အစိပ်ပြင်းတဲ့ပင်ကူတစ်ကောင်ဟာကောင်မလေးတယောက်ရဲ့ပါဇက်ထဲကိုတိုးဝင်သွားပြီးနောက်ချက်ချင်းဆိုသလိုမဲ့သူမကိုကြောက်စရာကောင်းတဲ့ပင်ကူဖုတ်ကောင်ကြီးအဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်ဒီလိုတွေမဖြစ်လာခင်အစောပိုင်းအခြေအနေကိုပြန်ကြည့်မယ်ဆိုရင်တော့ကောင်လေးတယောက်ဟာတောထဲမှာရှိတဲ့ပင်ကူရဲ့မိအတိုက်တစ်ခုကိုလက်နဲ့တွားထိလိုက်မိရာကနေပင်ကူကိုရန်စမိသလိုဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲပင်ကူအတိုက်ထဲကနေအစိပ်ပြင်းပင်ကူတွေထောင်းတဲ့ကြီးဒီအုံလိုက်ချင်းလိုက်ထွက်လာကြပါတော့တယ်အဲ့ဒီထဲကအပလာရောင်ပင်ကူကောင်ကကောင်လေးရဲ့ပါဇက်ထဲကိုတိုးဝင်သွားပြီးကျန်တဲ့ပင်ကူတွေကလည်းရှိသမျှလူကုန်လုံးကိုလိုက်လံတိုက်ခိုက်ကြပါတော့တယ်ဒီလိုနဲ့ပင်ကူရဲ့ရန်ကနေလွတ်မြောက်ဖို့အတွက်နောက်ထပ်ကောင်လေးတယောက်ဟာတောအုပ်ထဲကိုဖျက်ပြီးအသက်လူပြေးရပါတော့တယ်ပြင်းနေရင်လည်းခလုတ်တိုက်ပြီးမြေကြီးပေါ်လဲကျသွားပြီမယ်အချိန်မဆိုင်ပဲချက်ချင်းပြန်ထပြီးအားကုန်ဆက်ပြေးပါတယ်အဲ့လိုပြင်းနေစွန့်ပြတ်ထားတဲ့ကားပြက်ကြီးတစ်စီးကိုတွေ့လိုက်တာမို့ကားလေးကိုအမြန်ဝင်ပြီးပုံနေလိုက်ပါတယ်ပင်ကူကကားပတင်းပေါင်နာကိုတွားပြီးရောက်လာလို့မှန်ကိုအမြန်ပိတ်လိုက်နိုင်ခဲ့ပြီမယ်ချိန်မှမထားတာကကားခေါင်မှုပေါက်ကနေတဆင်ပင်ကူကအထဲကိုဝင်လာခဲ့တာကြောင့်ကောင်လေးကကားထဲကနေအလူရက်ပြန်ထွက်ပြေးရပြန်ပါတယ်ကောင်လေးကပင်ကူကိုလမ်းလွဲကိုဖျောက်ဖို့အမျိုးမျိုးကြိုးစားပေမဲ့ပင်ကူကြီးကတော့လက်မလျှော်ပဲသူ့နောက်ကိုတက်ချက်မကွာလိုက်နေလို့ပါပဲနောက်ဆုံးမှာတော့သူကဟောင်းမနေတဲ့အိမ်ပြကြီးတစ်လုံးနဲ့ကိုဝင်ပြီးပုံခုလိုက်ပါတယ်ပင်ကူကမတွေ့ရတော့ဘူးထင်တယ်သူလည်းတက်ပြင်းချလိုက်ခဲ့ပြီမဲ့စိတ်မချရသေးပါဘူးပင်ကူကြီးကတကားအောက်ခြေကဟာကွက်ကနေတဆင်အိမ်ထဲကိုရှော့ဝင်လာပြီးကောင်လေးစီကိုတချိန်ထိုးပြေးဝင်လာပါတော့တယ်အဲ့ဒီချိန်မှာပင်ကူကြီးကကောင်လေးရဲ့ပါးစပ်ထဲကိုဝင်ဖို့အတွက်ခုံအုပ်လိုက်တဲ့အချိန်မှာပဲကံကောင်းထောင်းဆွမ်းနဲ့အပေါ်ကဆင်းပေါ်မှာတင်ထားတဲ့ Iron Man ခေါင်းဆောင်အဟောင်းကြီးပြုတ်ချလာပြီးကောင်လေးရဲ့ခေါင်းကိုဆွတ်မိနေတာဖက်သွားလာမှုပါးစပ်ကိုကာကွယ်ပြီးသားဖက်သွားပါတယ်အခွင့်ကောင်းကိုစောင့်နေတဲ့ကောင်လေးကလည်းချက်ချင်းပဲပင်ကူကိုဖမ်းဆွဲလိုက်ပြီးအနားမှာရှိတဲ့တူနဲ့အားကိုထုချပြီးတက်ပြလိုက်ပါတော့တယ်ဒါပေမဲ့ဒီနေရာမှာဇလန်ကပြီးသွားပြီလားဆိုတော့မပြီးသေးပါဘူးခင်ဗျာဒါကပင်ကူကောင်လေးကိုပဲရှင်းနိုင်ခဲ့တာဖြစ်ပြီးအိမ်အပြင်ဘက်မှာတော့နောက်ထပ်အစိပ်ပင်ကူတွေထောင်ပေါင်းများစွာကသူ့ကိုတိုက်ခိုက်ဖို့စောင့်ဆိုင်းနေကြပါသေးတယ်ဆိုတာကိုပြသရင်းဇလန်လေးကပြီးဆုံးသွားခဲ့ပါတယ်